My favorite festival is Da Din Jiat. Now, let's learn some new words in English. We will learn vocabulary first. Are you ready? Let's go. ငါအကြိုက်ဆုံးပွဲတော်ကတော့သတည်င်းကျွတ်ပါအခုငါတို့ဝေါဟာရအသစ်တွေကိုလေ့လာကြမယ်အစင်သစ်ဖြစ်ပြီဆိုရင်စလိုက်ကြအောင်နော် Light, light, light. Thatin Jut is the festival of lights. အလင်းအလင်းအလင်းသတည်င်းကျွတ်သည်မီးထွန်းပွဲတော်ဖြစ်ပါသည် Lantern, lantern, lantern. This is a lantern. မီးပုံမီးပုံမီးပုံဤအရာသည်မီးပုံတစ်ခုဖြစ်ပါသည် Candles, candles, candles. We light candles at home. ဖယောင်းတိုင်ဖယောင်းတိုင်ဖယောင်းတိုင်ကျွန်ုပ်တို့သည်အိမ်မှာဖယောင်းတိုင်များထွန်းကြသည် Pagoda, pagoda, pagoda. People go to the pagoda. ဖယားဖယားဖယားလူများသည်ဖယားသို့သွားကြသည် Parents, parents, parents. We pay respect to my parents. ကျွန်တော်သည်ကျွန်တော်၏မိဘများကိုကတော့ပါသည် Respect, respect, respect. I pay respect to my teachers. respect respect ရဲ့အဓိပ္ပာယ်ကတော့ဂုဏ်ပြုသည်လေးစားသည်ပေါ့နော် pay respect ဆိုရင်တော့ကတော့သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် respect 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 I pay respect to my teachers ကျွန်တော်သည်ကျွန်တော်၏ဆရာများကိုကတော့ပါသည် Donation, donation, donation. I make a donation. donation လှူဒန်းခြင်းအလှူလှူဒန်းခြင်းအလှူလှူဒန်းခြင်းအလှူ I make a donation ငါအလှူတစ်ခုပြုလုပ်သည် My favorite festival. My favorite festival is Thatin Jut. It is the festival of lights. We light candles and hang lanterns. I pay respect to my parents and teachers. People go to the pagoda and make donations. I like Thatin Jut because it is beautiful. My favorite festival ကျွန်ုပ်အနှစ်သက်ဆုံးပွဲတော် My favorite festival is the Dinjo ကျွန်ုပ်အနှစ်သက်ဆုံးပွဲတော်သည် the Dinjo ဖြစ်ပါသည် It is the festival of lights ၎င်းသည်မီးထွန်းပွဲတော်ဖြစ်ပါသည် We light candles and hang lanterns ကျွန်ုပ်တို့သည်ဖယောင်းတိုင်များနှင့်မီးပုံများကိုထွန်းညှိကြပါသည် I pay respect to my parents and teacher ကျွန်တော်တို့သည်ကျွန်တော်တို့၏မိဘများနှင့်ဆရာများကိုကတော့ကြပါသည် People go to the pagoda and make donations လူများသည်ဖျားသို့သွား၍အလှူများလည်းပြုလုပ်ကြပါသည် I like the Dinjo because it is beautiful ကျွန်တော်သည် the Dinjo ကိုကြိုက်ပါသည်ဘာလို့လဲဆိုတော့၎င်းသည်လှပပါသည်